သစ်တစ်ခုကိုစချင်ပေမဲ့မစရဲသေးတဲ့အရာတွေရှိပါသလားအလုပ်တဲ့ relationship အသစ်နိုင်ငံအသစ်ဒါမှမဟုတ်ကို version အသစ်တစ်ခုအပြင်ပြောင်းချင်နေရလားTarot မှာ the focus ထွက်လာတဲ့အခါကျရင်ဒီလို energy မျိုးကိုပြောပါတယ်အားလုံးကိုသိပြီးမှစရမှာမဟုတ်ပဲပထမဦးဆုံးခြေလှမ်းကိုလှမ်းပြီးမှလမ်းကြောင်းကတဖြည်းဖြည်းနဲ့ရှင်းလာတတ်တယ်ဆိုတဲ့ message ပါ Hello everyone မေး diary မှာကြိုဆိုပါရစေပြီးခဲ့တဲ့ဗီဒီယိုမှာ Major Arcana 22ကတ်ကို The Fool ကနေ The World Sequence အတိုင်းအလွယ်နားလည်အောင်မျှဝေခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ The Journey ရဲ့ပထမဆုံးကတ်ဖြစ်တဲ့ Number 0 The Fool ကိုအသေးစိတ်ရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာ The Fool ကတ်ရဲ့ basic meaning real life situation love relationship career reading personal growth message နဲ့ advice ကို practical ကြမျှဝေပြီးတော့မှာဖြစ်ပါတယ်အခုတော့ဒီကက်ရဲ့အခြေခံအဓိပ္ပာယ်ကိုစတင်ကြလိုက်ရအောင် The Fool က Major Arcana တွေက Number 0 ကတ်ဖြစ်ပါတယ်Number 0ဆိုတာအဆုံးမဟုတ်သလိုအစလည်းဖြစ်နိုင်ပါတယ်0ကဘာမှမရှိတဲ့နေရာလိုပဲထင်ရပေမဲ့တကယ်တော့အရာအလုံးစတင်နိုင်တဲ့ potential ဖြစ်နိုင်ခြေတွေရှိနေတဲ့နေရာပါဒါကြောင့် The Fool ကnew beginning freedom trust နဲ့ leap of faith ယုံကြည်ပြီးပထမဆုံးခြေလှမ်းလှမ်းခြင်းကိုကိုးစားပြုပါတယ်The Fool ရဲ့ basic meaning ကတော့ဘဝမှာ chapter အသစ်တစ်ခုစတင်ဖို့အချိန်ရောက်နေပြီဆိုတဲ့ message ပါဒါပေမဲ့ဒီကက်ကမစင်စားပဲအလင်းစလိုလုပ်ပါလို့မဆိုလိုပါဘူး The Fool ကကြောက်နေလို့လုံးဝမစတာနဲ့မစင်စားပဲအန်ဒီရဲ့တဲ့ခုံဝင်တာဂျာမှာ balance ရှိနေဖို့လိုပါတယ်အဓိက message ကတော့အရာအလုံးကိုမတိသေးလို့မစရဲတာဖြစ်နိုင်ပေမဲ့တစ်ခါတလေစပြီးမှသင်ယူလာပြီး experience နဲ့ confidence တဖြည်းဖြည်းတိဆောက်လာနိုင်တာပါအခုတော့ဒီ meaning ကိုနေ့စဉ်ဘဝထဲမှာဘယ်လိုတွေးရနိုင်လဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ဘဝမှာ The Fool energy ပေါ်လာတဲ့အချိန်တွေကအလုပ်သစ်စကျင်တဲ့အချိန်နိုင်ငံသစ်တစ်ခုသွားဖို့စဉ်းစားနေတဲ့အချိန် relationship သစ်တစ်ခုစတင်ခြင်းရဲ့အချိန်ကိုမလုပ်ဖူးသေးတဲ့ project တစ်ခုစတင်တဲ့အချိန် content creation လိုမျိုးကိုလူတွေရှိမှပြဖို့ကြောက်နေတဲ့အချိန်ဒါမှမဟုတ်ဘဝဟောင်းက pattern တစ်ခုကိုထားခဲ့ပြီး version အသစ်တစ်ခုဖြစ်ပြောင်းလဲခြင်းနေတဲ့အချိန်တွေမှာဖြစ်နိုင်ပါတယ်ဥပမာကိုက YouTube channel စကျင်တယ်ဒါပေမဲ့စကားပြောမကောင်းသေးဘူးကင်မရာရှေ့မှာလည်းမနေရသေးဘူး editing မကျွမ်းကျင်သေးဘူးလူတွေဘယ်လိုထင်မလဲဆိုတဲ့မစရဲတဲ့စိတ်အဲ့ဒီအချိန်မှာ The Fool ကတ်ထွက်လာရင်ဒီကတ်က main perfect ဖြစ်မှာရမယ်လို့မဟုတ်ပါဘူးပထမဆုံး step ကိုစလမ်းမှာလို့ပြောပါတယ်ဒါပေမဲ့ practical side ကတော့ preparation လေးလိုပါတယ် The Fool energy ဆိုတာ blind risk မဟုတ်ပါဘူး courage နဲ့ယုံကြည်မှုရှိတဲ့ beginning ဖြစ်ပြီးအသိဉာဏ်မပါပဲခဝင်တာမျိုးမဟုတ်ပါဘူးအခုတော့ relationship နဲ့ပတ်သက်ပြီးဒီကရဲ့ message ကိုကြည့်လိုက်ကြရအောင် relationship reading မှာ The Fool ထွက်လာရင် new love fresh connection open heart energy ကိုပြနိုင်ပါတယ်တယောက်နဲ့ connection အသစ်စလာတာ dating အသစ်စတာအရင်ကနာကျင်မှုတွေကြောင့်ပိတ်ထားတဲ့နှလုံးသားကိုပြန်ဖွင့်ကျင်လာတာမျိုးဖြစ်နိုင်ပါတယ်ဒီကဒီ connection ကိုအရင်ကြီး control မလုပ်ဘဲ natural flow နဲ့စမ်းကြည့်ပါဆိုတဲ့ message ဖြစ်နိုင်ပါတယ်ဒါပေမဲ့ commitment မပြည့်စုံသေးတဲ့ energy လည်းဖြစ်နိုင်ပါတယ်ဒီ connection က fresh and exciting ဖြစ်နေတာလားဒါမှမဟုတ်အလေးနက်မရှိသေးတာလားဆိုတာကိုတွဲလျက်ကြလာတဲ့ကတ်တွေနဲ့အတူပေါင်းပြီးစဉ်းစားကြည့်ဖို့လိုပါတယ်အခုတော့ career ဘက်မှာဒီ energy ကိုဘယ်လိုပြလဲဆိုတာစက်ကြည့်လိုက်ကြရအောင်
career reading မှာတဖူးထွက်လာရင် career path အသစ် job opportunity အသစ် business idea အသစ် project အသစ်စတင်ဖို့ energy ကိုပြနိုင်ပါတယ်ဒီကက်က experience မရှိသေးလို့မစရသေးဘူးဆိုတာမပြောပဲစပြီးမှ experience ရလာနိုင်တယ်ဆိုတာကိုသတိပေးတာပါဒါပေမဲ့ risk assessment အနည်းစီမံခန့်ခွဲမှုလည်းအရေးကြီးပါတယ်။ plan မရှိပဲအလုပ်ထွက်တာငွေကြေးမစင်စားပဲ project စတာမျိုးသတိထားရပါမယ်။အဓိကပေးချင်တဲ့ message ကတော့စတင်ပါဒါပေမဲ့အခြေခံ preparation နဲ့လမ်းမှာလိုအပ်တာတွေကိုသင်ယူသွားပါလို့ပြောနေတဲ့အဓိပ္ပာယ်ပါ။ဒီတစ်ခါမှာတော့ personal growth inner development အတွက်ဒီကရဲ့ message ကိုကြည့်လိုက်ကြရအောင် personal growth အနေနဲ့ the focus ကကိုအရန် PR ပေးနေတဲ့အချိန်မှာထွက်လာတတ်ပါတယ် perfect ဖြစ်မှာစကျင်တဲ့ mindset ကို short ချပြီးစပြီးမှတိုးတက်လာနိုင်တယ်ဆိုတာကိုသင်ပေးပါတယ်မင်းရဲ့ first step က perfect ဖြစ်စရာမလိုဘူး real ဖြစ်ဖို့ပဲလိုတယ်ဒီကက်ကကြောက်စိတ်ကိုဖယ်ရှားခိုင်းတာမဟုတ်ပဲကြောက်နေရင်းနဲ့လေတေးသေးလေးစလန်းနိုင်နေဆိုတာကိုသတိပေးနေတာပါဒီတစ်ခါမှာတော့ဒီကက်ရဲ့ positive နဲ့ shadow side ကိုခွဲခြားကြည့်လိုက်ကြရအောင် the focus ရဲ့ shadow side က careless irresponsible immature and realistic ဖြစ်နိုင်ပါတယ်အလွယ်ပြောရရင် positive energy ကယုံကြည်ပြီးစတဲ့မှာ shadow energy ကကြတော့မစင်းစားပဲအလင်းစလုံးမလုပ်ပါနဲ့ဒါကြောင့်ဒီကက်ကိုဖတ်တဲ့အခါ question type နဲ့ get position ကိုအမြဲကြည့်ဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ဒီကက်ရဲ့ပေးချင်တဲ့ advice ကိုစူးစီးကြည့်လိုက်ကြရအောင် The Focus ရဲ့ပေးချင်တဲ့ message ကတော့အရာအလုံးကိုတည်ပြီးမှစမယ်ဆိုပြီးတော့မစောင့်နေပါနဲ့တည်တည်လေးပဲဖြစ်ဖြစ်ပထမအဦးဆုံးခြေလှမ်းကိုစလန်လိုက်ပါဒါပေမဲ့ risk assessment စွန့်စားမှုအန္တရာယ်ဆန်းစစ်ခြင်းလုပ်ဖို့လိုပါတယ်ယုံကြည်မှုနဲ့စတင်မှာအသိဉာဏ်နဲ့လှမ်းပါဒီကက်ကိုတွေးတဲ့အခါကိုယ့်ကိုမေးကြည့်တဲ့ question 3ခုရှိပါတယ်ပထမဆုံးမေးခွန်းကတော့ငါ့ဘဝမှာစကျင်ပေမဲ့ကြောက်နေလို့မစရဲသေးတဲ့အရာကဘာလဲဒုတိယမေးခွန်းကတော့ဒီအရာကိုစဖို့ဒီနေ့ငါလှမ်းနိုင်တဲ့ step သေးသေးလေးကဘာလဲတတိယမေးခွန်းကတော့ငါယုံကြည်မှုနဲ့စတင်နိုင်ဖို့ဘာ preparation တွေလိုသေးလဲဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်The Focus ကဘဝတစ်ခုကိုစတင်ဖို့ courage ပေးတဲ့ခက်ပဲဖြစ်ပါတယ်ဒီကက်ကအယမ်းမြန်ပြေးဖို့မပြောပါဘူးဒါပေမဲ့ကြောက်စိတ်ကြောင့်တနေရာထဲမှာရပ်နေဖို့လည်းမပြောပါဘူးဒီနေ့ The Focus ရဲ့ပေးချင်တဲ့ message ကမင်းရဲ့ journey အသစ်တစ်ခုကိုစတင်ဖို့အချိန်ရောက်နေပြီဆိုတဲ့ message ပဲဖြစ်ပါတယ်အရာအလုံးကိုမသေးကြသေးရင်တော့မှပထမအဦးဆုံးခြေလှမ်းကိုစယုံကြည်မှုနဲ့စလန်ပါလမ်းမှာသင်ယူသွားပါဒီဗီဒီယိုလေးကအထောက်အကူဖြစ်ခဲ့ရဲ့ like and subscribe လုပ်ထားပေးဖို့မေ့နေနော်နောက်ဗီဒီယိုမှာတော့ Meter Economy Sequence အတိုင်း number 1 ဖြစ်တဲ့ The Magician ကတ်ကိုဆက်ပြောသွားပေးမှာပဲဖြစ်ပါတယ်။ comment မှာလည်းတင်စခြင်းပေမဲ့ကြောက်နေတဲ့အရာတစ်ခုရှိရင်မျှဝေပေးခဲ့ပါဦးနော်။ Thank you for watching. I will see you in the next video.